အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဤပညာဆုံးသော channel အမိတော့ကြိုးဆိုပါရစေကျွန်တော်ဒီတစ်ခါပြောပြပေးမယ့်အကြောင်းအရာကြတော့ကျွန်တော်တို့ရဲ့ဒီ Telegram account ပေါ့နော်သို့မဟုတ်ကျွန်တော်တို့ရဲ့ channel ကိုကျွန်တော်တို့လုံခြုံစွာပေါ့နော် security အပြည့်နဲ့ဘယ်လိုမျိုးအသုံးပြုလို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ season လေးမစခင်လေးမှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပြီးကိုကျွန်တော်တောင်းဆိုပါရစေခင်ဗျာကျွန်တော်ရဲ့ဒီ Facebook page နဲ့ Telegram မှာလည်းပဲလာရောက်ပြီးတော့အားပေးနိုင်ပါတယ်ခင်ဗျာကြရဆိုရင်ကျွန်တော်တို့ဒီ season လေးစလိုက်ကြအောင်ပါနော်အားကြောင့်ကျွန်တော်ဒီ Telegram နဲ့ဝင်လိုက်မယ်ပေါ့နော် Telegram နဲ့ဝင်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီဘက်ဒီအပေါ်မှာရှိတဲ့ဒီဘယ်ဘက်ထောင်းပေါ့နော်တော်ချောင်းလေးသုံးချက်မှာတစ်ချက်နေပါပြီးတဲ့အခါကျရင်ကျွန်တော်တို့ကဒီမှာလောက်ထားတာကကျွန်တော်ဒီဖုန်းနံပါတ်နဲ့လှုပ်တာပေါ့နော်စပြီးတော့ဖွင့်နေဆိုကျွန်တော်ကဒီဖုန်းနံပါတ်နဲ့စပြီးတော့ဖွင့်တာပေါ့နော်အဲ့ဒီဖုန်းနံပါတ်ကိုကျွန်တော်တို့ကဒီ comment သွားပြီးတော့ရေးရတယ်ပေါ့လို့ပေါ့နော်အခြားကျွန်တော်ဒီ channel တွေမှာတင်တဲ့အခါကျရင်ကျွန်တော် comment သွားရေးရတယ်အဲ့လိုရေးတဲ့အခါကျရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုတစ်ခါမှမပေါ်အောင်ပေါ့နော်အဲ့ဒီလိုမျိုးမမြင်ရအောင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုအလွယ်တကူနဲ့အခြားသူတွေမမြင်ရအောင်ကျွန်တော်အရင်ဆုံးလုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီအောက်ကဘယ်ကိုသွားရမလဲဆိုတော့ကျွန်တော်ဒီ setting နဲ့ဝင်ရမှာဖြစ်ပါတယ်ပြီးတဲ့အခါကျကျွန်တော်ဒီအပေါ်မှာဒါလေးမှာတွေ့မှာပေါ့နော်ကျွန်တော်ဒီ privacy and security ဆိုတာပေါ့နော်အဲ့ဒီထက်မှတစ်ချက်ဝင်လိုက်ပါပြီးတဲ့အခါကျကျွန်တော်ဒီအပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပြထားတာတွေပေါ့နော်ကျွန်တော်တို့ဒီဟိုဟာတွေ့ရလိမ့်မယ်ဖုန်းနံပါတ်ရှိမယ်ကျွန်တော်တို့ဒီ lesson online ပေါ့နော် black user ပေါ့ blacklist user ကျတော့ကျွန်တော်သိပြီးတော့အရေးမကြီးဘူးကျွန်တော်တို့ဒီ blue ကို block ထားလဲဆိုတာနဲ့ပတ်သက်ပြီးတော့အဲ့မှာပြတာပေါ့နော်ဒီအဓိကကျွန်တော်ဒီဖုန်းနံပါတ်ကိုကျွန်တော်တို့ကဒီချာချာကိုယ်ပိုင်ဒီဖုန်းလိမီဖြစ်သွားဖို့เนาะကိုယ်တိုင်ပဲမြင်ဖို့အတွက်လိုအပ်တယ်ပေါ့เนาะအဲဒါဆိုကျွန်တော်ဒီဖုန်းနံပါတ်ဆိုတဲ့ everybody ဆိုတဲ့ဒီနေရာမှာဝင်လိုက်ပါပြီးတဲ့အခါကျတချို့ကြောက်လေဒီ my contact ဖြစ်နေတတ်တယ်ပေါ့เนาะအဲ့နေရာမှာဆိုရင်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဘယ်သူမှကျွန်တော်တို့ကမမြင်စေချင်ဘူးဆိုရင်ကျွန်တော်ဒီမှာဒီ nobody ဆိုတဲ့နေရာမှာထားပြီးဖို့လိုပါတယ်အဲကြောင့်ကျွန်တော်ဘူးမှမမြင်တာပေါ့เนาะနောက်တစ်ခုကကျတော့ကျွန်တော်ဒီ who can find me by my number ပေါ့เนาะကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဘယ်သူတွေရှာလို့ရနိုင်မလဲဆိုတာပေါ့เนาะအဲကြတော့ကျွန်တော်တို့ကဒီနေရာမှာကျတော့ my contact ကိုပဲရွေးပေးလိုက်ပါလူတိုင်းမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုရှာလို့မရအောင်လုပ်ဖို့လိုတယ်ပေါ့နော်အဲ my contact မှာထားလိုက်ပါပြီးတဲ့ခါကျရင်ကျွန်တော်ဒီဖုန်းနံပါတ်နဲ့ပတ်သက်ပြီးတော့ဒီနေရာမှာကျတော့ပြီးပေါ့နော်ပြီးရင်ကျွန်တော်ဒီအပေါ်လားလေးမှာရှိတဲ့အမှန်ချက်လေးကိုတစ်ချက်နှိပ်လိုက်ပါ okay အားဆိုလို့ရှိရင်ဒါကျတော့ကျွန်တော်ဖုန်းနံပါတ်ကိုကာဝယ်တာပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ online ပေါ်မှာကျွန်တော်တို့တက်နေတာပေါ့နော် online သုံးနေတာကိုဘူးမှမသိသေးချင်ဘူးဆိုရင်ကျွန်တော်ဒီမှာသွားပြီးတော့ lesson online ဆိုတဲ့နေရာမှာနှိပ်ပါပြီးရင်ကျွန်တော်ဒီမှာ nobody ဆိုတဲ့နေရာကိုထားပေးလိုက်ပါနော်အဲဆိုရင်ကျွန်တော်ဒီ line data ကိုသူများတွေမမြင်တော့ဘူးဖြစ်မှာပါပြီးရင်မှန်ချက်လေးပြလိုက်ပါ okay နောက်တစ်ခုကကြတော့ကျွန်တော်ဒီ two step verification ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့ရဲ့ဒီ account မှာပဲဖြစ်ဖြစ်သူ့မို့ channel ရှိရင်လည်းပို့ပြီးတော့လုံခြုံစိတ်ချမှုရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော် two step verification လုပ်ပေးဖို့လိုပါတယ်အဲ့ကြတော့ပို့ပြီးကောင်းတာပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်အတိအုံနဲ့လည်းအခြားသူတယောက်ကအလွယ်တကူနဲ့ဝင်ရောက်လို့မရဘူးပေါ့နော်ကျွန်တော်တို့ရဲ့ Gmail နဲ့ပါလောက်ထားတဲ့အတွက်ပို့ပြီးတော့ကောင်းပါတယ်အဲ့ဒီချက်ကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ two step verification ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်ဆက်ပြီးပြောပြပေးမယ်အဲ့တော့ဒီမှာတစ်ချက်နှိပ်လိုက်ပါနော် two step verification မှာနှိပ်ပါပြီးတဲ့အခါကျကျွန်တော်ဒီ set password ဆိုတဲ့နေရာမှာနှိပ်ပေးလိုက်ပါအဲ့မှာကျကျွန်တော်တို့က password ထည့်ဖို့ပေါ့နော်ကိုကြိုက်တဲ့ password ကိုထည့်ပါအဲ့ကျွန်တော် password ထည့်လိုက်ပါမယ်okay ဒါကျွန်တော်ကျတော့ဒီ password ကကျတော့ဒါကျွန်တော်ပထမအကြိမ်ထည့်လိုက်တာပေါ့နော်ပထမအကြိမ်ထည့်ပြီးသွားပါပြီပြီးတဲ့အခါကျကျွန်တော်ဒုတိယအကြိမ်ထည့်ပြီးတောင်းပါပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ continue ဆိုတဲ့နေရာမှာနှိပ်လိုက်ပါမယ်ပြီးတဲ့အခါကျရင်ကျွန်တော်နောက်တစ်ချိန်ထပ်ပြီးတော့ရိုက်ခိုင်းပါပါအဲ့မှာဒုတိယတစ်ချိန်ခုန password နဲ့တူတဲ့ password ကိုထည့်ပေးဖို့လိုပါတယ်โอเคအားဆိုရင်ကျွန်တော်ဒီမှာ password ကိုကျွန်တော်နှစ်ချိန်ထည့်ပြီးသွားပြီဖြစ်ပါတယ်ပြီးတဲ့အခါကျကျွန်တော်ဒီမှာ continue ဆိုတဲ့နေရာကိုနှိပ်ပေးလိုက်ပါပြီးတဲ့အခါကျကျွန်တော်တို့ရဲ့ဒီ password ကိုကိုယ့်အမှတ်အသားလေးနဲ့ကိုပေါ့တခုခုကိုကျွန်တော်ဒီမှာထည့်ပေးဖို့လိုတယ်မဟုတ်ဘူးဆိုရင်ကျွန်တော် skip ဆိုတာလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကြတော့ကျွန်တော်တခုခုထည့်လိုက်ပါမယ်ပေါ့နော်ကိုယ့်အမှတ်အသားလေးနဲ့ကိုထည့်ပါပြီးတဲ့အခါကျကျွန်တော် continue ဆိုတဲ့နေရာကိုနှိပ်ပေးလိုက်ပါခင်ဗျာပြီးတဲ့အခါကျရင်ဒီ recovery email ပေါ့နော်ကျွန်တော်တို့ account ကတခုခုဖြစ်လို့ရှိရင်ကျွန်တော်က email နဲ့ပြန်ပြီးတော့ယူလို့ရအောင်ပေါ့နော်အဲ့ဒီမှာကျွန်တော် email ထည့်ပေးဖို့လိုတယ်ကျွန်တော် email ထည့်လိုက်ပါမယ်โอเคပြီးတဲ့အခါကျရင်ကျွန်တော် continue ဆိုတဲ့နေရာကိုနှိပ်ပေးလိုက်ပါခင်ဗျာပြီးတဲ့အခါကျရင်ကျွန်တော်အဲ့ဒီ email ကိုသူက code number ပို့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ email ကိုကျွန်တော်သွားပြီးတော့ယူထားဖို့လိုတယ် code number ကိုပို့ပေးမှာဖြစ်ပါတယ်โอเคအဲ့ဒါဆို email ပို့လိုက်ပါနော်ကျွန်တော်တစ်ချက်သွားကြည့်လိုက်ပါမယ်โอเคအဲ့မှာကျတော့သူ email ပို့လိုက်ပြီပေါ့နော်သူ့ရဲ့ email ကကျတော့ကျွန်တော်2683336ပါโอเค
Okay အဲ့ဆိုရင်ကျွန်တော်ဒီ password ကမှန်သွားပြီပေါ့နော်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီ return to setting ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်ပါ Okay ဒါမှဆိုတော့ဘာမှမဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ပြီးသွားလို့ရှိရင်သူတကယ်လို့ password တွေပါတယ်ခါကျရင်ပြန်တောင်းတယ်ပေါ့နော်အဲ့လိုမတောင်းလို့ရှိရင်လည်းကျွန်တော်က password ကိုထည့်ပေးဖို့လိုပါတယ် password ထည့်ပေးလိုက်ရင်အခုလိုပုံစံမျိုးပေါ်သွားပါပါတခါလေကြာရင်သူမတောင်းတတ်ဘူးပေါ့နော် password မရိုက်ခိုင်းတော့တာလည်းရှိတယ်ပေါ့နော်အခုကျတော့သူမရိုက်ခိုင်းတော့ဘူးပေါ့နော်အဲ့ဒါကျတော့ကျွန်တော်တို့ဒီအရေးကြီးတဲ့အချက်ပေါ့နော် Okay ရဆိုရင်အားလုံးလည်းပဲစီပြေမယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်ခင်ဗျာကျွန်တော်ရဲ့ Facebook page နဲ့ Telegram မှာလည်းပဲလာရောက်အားပေးနိုင်ပါတယ်ခင်ဗျာအားလုံးစီပြေကြမယ်လို့ထင်ပါတယ်ကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ Good luck bye bye